မင်္ဂလာပါဒီနေ့ကတော့ဒီ USA မှာပဲရွှေတွေပေါ့နော်တိုးဆေးနဲ့လိုက်လံရောင်းစားနေတဲ့ဒီမိသားစုအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်အားလုံးသတိထားလို့ရအောင်ပါဖြစ်တဲ့နေရာကျတော့ဒီ USA Oklahoma State ကိုမှ Glenpool မြို့မှာပေါ့နော်ကင်တို့ခုနေတဲ့ဒီတိုစာထဲမှာပဲအဲ့ဒါကိုမှဖြစ်စဉ်ကဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီအလင်ခံလိုက်ရတဲ့မိသားစုကကြတော့သူတို့ကလေတက်စီဆိုင်မှာပေါ့နော်စီဝင်ဖြည့်နေတဲ့အချိန်မှာဖြစ်သွားတာအဲ့တက်စီဆိုင်ကကျတော့အဲ့ဒီ Glenpool QD ပေါ့နော် QD တက်စီဆိုင်မှာဖြစ်သွားတာအဲ့မှာသူတို့ကစီဖြည့်တဲ့အချိန်မှာကားဆက်ကိုပိတ်ပြီးတော့မှမှန်ကိုချထားတာပေါ့နော်အဲ့ချိန်မှာဘေးကရထားတဲ့ကားပေါ့နော်အဲ့ဒီလူလိန်တွေရဲ့ကားသူတို့ကမိသားစု3ယောက်တဲ့လင်မယား2ယောက်နဲ့အခလေး1ယောက်ပေါ့နော်တာယောက်ျားလေးပြောတယ်အဲ့ချိန်မှာသူအမျိုးသားထွက်လာပြီးတော့မှသူဝစ်ထားတယ်ပေါ့နော်ဒီ singlet စွတ်ကြီးကိုပေါ့နော်ချွတ်ပြီးတော့မှသူတို့ဒါလေးကို90နဲ့ပေါ့နော်ဝယ်ပေးပါလားသူတို့ဒူဘိုင်းကိုပြန်ဖို့အရင်အခက်ခဲဖြစ်နေလို့ပါဆိုပြီးအကူကြီးတောင်းတဲ့ပုံစံနဲ့ချင်းကတ်တာအဲ့ဒီလိန်တဲ့လူရဲ့ပုံစံကလေလုံးဝကြည့်လိုက်တဲ့အခါမှာတကယ်ကိုတထေးပုံစံပေါ့နော်လုံးဝတာနာဝတ်ထားတယ်တကယ်ကိုတထေးလိုမျိုးပေါ့နော်အဲ့လိုမျိုးတကယ်ဒုက္ခရောက်နေတဲ့ပုံစံလိုမျိုးပေါ့နော်ဆိုတော့သူတို့အနေနဲ့တနာသွားတာပေါ့နော်တနာသွားပြီးတော့မှကိုညီဖို့အတွက်အဲ့ဒီ singlet suit ကိုသူတို့ကြည့်လိုက်တာပေါ့နော်သူမျိုးသားကြည့်တဲ့အခါမှာအဲ့ထဲမှာလေတို့စစ်ပါသွားမှနေမှာပေါ့နော်အရန်တနာသွားတာတဲ့အရန်တနာသွားပြီးတော့မှအရန်ကိုညီခြင်းတဲ့စိတ်ဖြစ်သွားတာပေါ့နော်ပြီးသူတို့စိတ်ထဲမှာလည်းဟာငါတို့ကပွားပြီပေါ့နော်အဲ့လိုမျိုးထင်တာတဲ့အဲ့ဒါဖြစ်ချင်တော့သူတို့ကငွေသား90မပါသွားဘူးဆိုတော့ငါတို့ငွေသားမရှိဘူးပေါ့နော်ဘဏ်မှာငွေသားကိုထုတ်ပြီးတော့မှပေးမယ်ဆိုပြီးတော့ဘဏ်ကိုသွားတယ်တဲ့အဲ့ဒီ Glenpool ထဲမှာရှိတဲ့သူတို့တက်စီဆိုင်နဲ့အနီးဆုံးဘဏ်မှာသွားပြီးတော့မှပတ်စံသွားထုတ်တာအဲ့ချိန်မှာထပ်ပြီးတော့ထပ်လိန်တာပေါ့နော်ဆွဲကြိုးတကုံးကိုထပ်ပြပြီးတော့မှဒီဆွဲကြိုးကို800နဲ့ရောင်းမယ်ပေါ့နော်ဆိုပြီးတော့အဲ့ချိန်မှာသူတို့ကစိတ်ထဲမှာလေအရန်ကိုယုံဘယ်လိုပြောမလဲစိတ်မိထားတဲ့အချိန်ကြောင်းနေမှာပေါ့တနာတယ်တကယ်လဲအဲ့လိုတန်တရားကိုလုံးဝမရှိရတဲ့တန်တရားကိုလုံးဝမရှိရအဲ့နဲ့800နဲ့အဲ့ဒီဆွဲကြိုးပါထပ်ဝယ်လိုက်တယ်ပေါ့နော်အဲ့ချိန်မှာသူတို့ပတ်စံထုတ်နေတဲ့အတော်အတွင်းမှာပေါ့နော်ဒီဘက်အလင်ခံရတဲ့အမျိုးသားရဲ့လိန်တဲ့အမျိုးသားရဲ့နှစ်ယောက်လုံးပတ်စံထုတ်နေတဲ့အချိန်မှာဒီလိန်တဲ့အမျိုးသမီးကဒီအလင်ခံရတဲ့အမျိုးသမီးရဲ့ဆွဲကြိုးကိုပါထပ်ပြီးတော့လိန်တာဘယ်လိုလိန်လဲဆိုတော့နှစ်ဆွဲကြိုးကအရန်လာတာပဲငါဆွဲကြိုးနဲ့လဲရအောင်ပေါ့နော်ငါကြိုက်လို့ပါအဲ့ဒီဒီဇိုင်းကိုကြိုက်လို့ပါပေါ့နော်ငါဆွဲကြိုးဘလောက်တန်နေဘယ်လိုပေါ့နော်ဆိုပြီးတော့သူ့ဆွဲကြိုးနဲ့လဲရအောင်ဆိုပြီးတော့သူ့ဆွဲကြိုးကြိုက်လိုက်တော့ခါကြတော့တခါထပ်ပြီးတော့မှအဲ့ဒီအမျိုးသမီးကိုပါထပ်ပြီးတော့မှအဲ့လိုစေးတို့တို့ဖြစ်သွားမှာပေါ့နော်ဆိုတော့သူကလည်းလေသူတို့စိတ်ထဲမှာလည်းတကယ်ကိုလူလိမ်မှန်းလည်းမရိပ်မိဘူးပြီးတော့အဲ့လိုစေးမိထားတဲ့အချိန်ကြောင်းလာမျိုးအရန်လည်းတနာတယ်အရန်လည်းပေးခြင်းတဲ့စိတ်ပဲရှိတာပေါ့နော်အဲ့ဒီဆွဲကြိုးပါထပ်ပြီးတော့မှပေးလိုက်ရတာဆိုတော့လက်စွပ်လည်းဝယ်လိုက်တယ်ဆွဲကြိုးလည်းဝယ်လိုက်တယ်$800နဲ့ပြီးတော့သူ့ဆွဲကြိုးပါအဲ့အမျိုးသမီးရဲ့ဆွဲကြိုးပါသွားတယ်ပေါ့နော်အဲ့ချိန်မှာသူတို့ကဒီအလဲလဲလေးလုတ်ပြီးတော့အယောင်းဝယ်လေးလုတ်ပြီးတဲ့အချိန်မှာလမ်းခွဲလိုက်ပြီပေါ့နော်လမ်းခွဲတဲ့အခါမှာအဲ့ဒီလူလင်ကားထွက်သွားတာပေါ့နော်ထွက်သွားတာသူတို့လှမ်းပြီးတော့မြင်နေရတယ်ဟိုတော်တော့အဲ့လိုမျိုးလှမ်းမြင်နေရသေးတယ်ပေါ့နော်အဲ့ဒီချိန်မှာသူတို့ကတတိပြန်ဝင်လာတဲ့အသိစိတ်ပြန်ဝင်လာတာပေါ့နော်အဲ့ခါကျတော့သူတို့ပြန်ပြီးတော့မှအဲ့လိုတတိရတဲ့ချိန်မှာငါတို့အလင်ခံလိုက်ရပြီလားမသိဘူးပေါ့နော်အဲ့လိုတွေဖြစ်ပြီးတော့မှလူကအသိစိတ်ပြန်ဝင်တဲ့ခါကျမှတတိရတော့အဲ့ချိန်ကျတော့လေကားနံပါတ်ကလည်းမမှတ်ထားလိုက်ရဘူးဆိုတော့ဘာတန်တရားမှလည်းမရှိတော့လေသူတို့မှဘာမှအဲ့လိုမျိုးရဲတိုက်ဖို့ဆိုတော့လည်းဘာမှအဲ့လိုအချက်လက်ကမရှိဘူးပေါ့နော်ဘာမှ record မရှိတဲ့ခါကျဘာမှလုပ်လို့မရဘူးဆိုတော့အတိုင်းပဲပြီးသွားတာပေါ့နော်ဆိုတော့ဖြစ်ချင်တော့အဲ့ဒီအမကလည်းသူပွဲကပြန်လာတာပွဲသွားပြီးတော့ပွဲပြန်လာမို့လို့သူဆွဲကြိုးဝစ်ထားတာပုံမှန်ဆိုရင်မဝစ်လေးတော့မရှိဘူးပေါ့နော်ဆိုတော့ပွဲသွားလို့ဝစ်တာအဲ့ဒီအတော်တွင်းမှာပဲအလင်ခံရတဲ့အကိုရဲ့တငယ်ချင်းလဲလိန်ဖို့စူးစမ်းတာပေါ့နော်အဲ့ဒီလူပဲတဲ့အဲ့ဒီလူတွေပဲသူတို့ကကြတော့လေလာချင်းကတ်တာပေါ့နော်သူလုံးဝအထိမခံမဲ့နဲ့ထွက်ပြေးသွားတာအကြောင်လွတ်သွားပေါ့နော်ဒီလူတွေကသူတို့ပုံစံကကြတော့လေဘယ်လိုမျိုးလဲဆိုတော့လုံးဝကိုလူလိမ်နဲ့မတူဘူးတဲ့တကယ်ကိုတထေးပေါ့နော်ဒီရုပ်ရည်ရောအဝတ်စားလုံးဝတန့်ပြန်ပြီးတော့မှအဲ့လိုဘယ်လိုပြောမလဲ
တကယ်ဒုက္ခရောက်ဟိုလိုမျိုးလိန်တာမဟုတ်ဘဲနဲ့တကယ်ဒုက္ခရောက်တဲ့ပုံစံလိုမျိုးတကယ်ပေါက်တာဆိုတော့လေအဲ့ဒါကြောင့်တကယ်လို့ကိုယ့်စီကိုအဲ့လိုပုံစံနဲ့လာချင်းကတ်တယ်ဆိုလို့ရှိရင်ချက်ချင်းပေါ့နော်အထီမခံပါနဲ့အနာကိုအကတ်မခံပါနဲ့ချက်ချင်းမောင်းထုတ်ပြီးတော့မှသူတို့နဲ့အဝေးရောက်ထွက်သွားပါပြီးလို့ရှိရင်မရဲခေါ်တာဖြစ်ပေါ့နော်အဲ့လိုမတင်ကားစရာဖြစ်တယ်ဆိုရင်ရဲခေါ်တာဖြစ်ဒါပေမဲ့အလုံးမရှုပ်ချင်ဘူးဆိုလို့ရှိရင်ချက်ချင်းသူတို့နဲ့ဝေးရအောင်ထွက်သွားလိုက်ပြီးရင်အဲ့လိုမျိုးခပ်ပြက်ပဲပေါ့နော်အဲ့လိုညင်းပြီးတော့မှအထီလုံးဝမခံဘဲနဲ့ထွက်သွားဖို့ကမှအတတိပေးချင်တာပေါ့နော်ဒီလိုမျိုးကလေကိုယ်တိုင်မကြုံရဘူးပြီးတော့ကိုယ်ပတ်ဝန်းကျင်မှာမကြုံရဘူးဆိုမသိရဘူးပေါ့နော်ဒါပေမဲ့ဒါတွေကရှိတယ်အရင်ကလည်းရှိတယ်အခုလည်းရှိတယ်နောက်လည်းရှိနေအောင်မှာပဲဆိုတော့လေသူတို့ကလည်းသူတို့လှုပ်ဆက်ရှက်သူတို့လှုပ်နေမှာပဲဒါပေမဲ့ကိုယ့်ဘက်ကကိုကတတိလေးနဲ့ညီဖို့ပေါ့နော်ဆင်ကျင်လို့ရအောင်ကမှပြီးရင်အဲ့ဒီလူတွေရဲ့ပုံစံကခုနကပြောသလိုမျိုးပဲလုံးဝလူလင်နဲ့မတူဘူးတကယ်ကိုလူကြီးလူကောင်းလိုမျိုးတတနာနာလဲဝတ်ထားတယ်တကယ်ကိုဒုက္ခရောက်နေတဲ့ပုံစံမျိုးနဲ့သူတို့ကချင်းကတ်တယ်ဆိုတော့ပြီးမှသူတဆင်ချင်းလာမှာပေါ့နော်တဆင်ချင်းဥမာ90လောက်ကတော့အခုလိုမျိုးအခုဒီဖြစ်သွားတဲ့ဖြစ်စဉ်ဆိုရင်90ဆိုတော့90မနာဘူးလေသိရမလားသူတို့ပွားတာပဲပေါ့နော်ဟာငါတော့90နဲ့ချမ်းသာပြီဆိုပြီးအဲ့လိုမျိုးလူဆိုတဲ့အမျိုးကသိရမလားဆိုတော့သူတို့ကလေတခါကိုယ်တခါချုပ်ပြီးတော့ပြီဆိုလို့ရှိရင်အဲ့လိုစင်နေတက်အဲ့လိုမျိုးလာမှာဆိုတော့လေဆိုတော့အရန်ကြောက်ဖို့ကောင်းတယ်ဆိုတော့ဆင်ကျင်လို့ရအောင်ကင်မပြင်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ကင်မဗီဒီယိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုချန်ပီယံတွေ့ကြမှာအောင်မတတာ